ကိုရိုင်းကလည်းအပူးမခံနိုင်အပူးလည်းမခံနိုင်အဖြစ်လည်းမခံဟုတ်ရှက်တယ်လေနော်ဘာကြီးလည်းမသိဘူးပေါ့နော်ဘလို့ကြီးလည်းမသိကြည့်ရတာလေဟုတ်တကယ်အမှန်တိုင်းပြောရရင်လေအဲ့အပိုင်းကလေအဲ့လိုဖြစ်ညာကြီးဟိုလူကြားထဲမှာတော့သတိလက်လွတ်ကြီးတွေဖြစ်တယ်လို့မြင်တယ်တကယ်ဟုတ်မဟုတ်ဆိုတာလဲသူတို့ကိုယ်တိုင်လည်းသိမှာပေါ့နော်ချစ်ချင်းကြောင်တရားပြက်ချင်းကြောင်တရားကိုကောင်းကောင်းကြီးနှလုံးသွင်းထားတယ်အဲ့ဒီအတွက်ကိုတော့ကျန်တဲ့အရာကတော့လေဟိုနားမလည်ဘူးဟုတ်အဲ့ဒါရလို့ဟိုယုံကြည်မှုအားကြီးလို့ရှင်တော့သူတို့ရဲ့ပုံရိပ်တိုင်းဖြစ်သွားတယ်လို့မြင်တာပဲဒါပေမဲ့ကိုကလည်းအဲ့ဒါယုံမကြုံဘူးအဲ့ဒီနယ်ပယ်မှာလည်းမကျွမ်းကျင်ဘူးလှုပ်လည်းမလှုပ်ဘူးတဲ့အတွက်လေအများကြီးမသိဘူးအဲ့ဒါကိုသူတို့ဖြစ်နေပါတယ်ဒါမှန်ကန်ပါတယ်လို့လည်းထောက်ခံဖို့ကိုမှလက်တွေ့ရလည်းမရှိတော့ပြောလို့မတတ်ဘူးဟုတ်ကိုရာအဲ့လိုကြုံဘူးလားဘူးဖြစ်တယ်လို့ဖြစ်တာအဲ့ဒါဟိုတစ်ခါလေးပေါ့အမတော်ပွဲဆက်နေတဲ့အချိန်အဲ့ဒါလေးတစ်ခေါက်ပဲဖြစ်ဘူးလေအဲ့တစ်ခေါက်ဆိုတာလည်းဟိုအမတို့ဆူတောင်းနေတန်းတန်းလေးအဲ့လိုလေမှောင်မိုက်သွားတာလို့အဲ့လိုမျိုးတုံရှိသွားတာအဲ့ဒါလေးလောက်ပဲအဲ့ဒါလေကိုယ်စိတ်ထဲမှာငါဘာဖြစ်တာလဲလို့သတိကပ်လိုက်တာနဲ့ချက်ချင်းပဲတိသွားပါတယ်ဟုတ်တကယ်အမှန်တိုင်းပြောရရင်လေအဲ့အပိုင်းကလေအဲ့လိုဖြစ်ညာကြီးဟိုလူကြားထဲမှာတော့သတိလက်လွတ်ကြီးတွေဖြစ်တယ်လို့မြင်တယ်ဘာပြီးတော့ခါကျအဲ့ပုံစံမြင်ရတယ်ကိုကိုတိုင်းလဲကြောက်တယ်ရှက်လဲရှက်တယ်အဲ့ဒါတွေကတကယ်ဟုတ်မဟုတ်ဆိုတာလဲသူတို့ကိုယ်တိုင်လည်းသိမှာပေါ့နော်ဒါပေမဲ့ကို့အမြင်နဲ့ဟိုလက်တွေဟိုပြောရရင်တော့မသိဘူးဒီလားအဲ့ဒါကြီးကလေရှက်လဲရှက်တယ်ကြောက်လဲကြောက်တဲ့အတွက်လေအဲ့အပိုင်းကနားမလည်ဘူးကိုရိုင်းကတော့ပူပြီးမှကြောက်တာကိုရိုင်းကလည်းအပူးမခံနိုင်အပူးလည်းမခံနိုင်အဖြစ်လည်းမခံဟုတ်ရှက်တယ်လေနော်ဘာကြီးလည်းမသိဘူးပေါ့နော်ဘလို့ကြီးလည်းမသိကြည့်ရတာလေဟုတ်ဟိုဘာသာတရားပေါ်မှာတော့ဒါဝိပဿနာတရားတွေကျင့်ကြံအားထုတ်လာတာဖြစ်တဲ့အတွက်ဖြစ်တာပြက်တာပေါ့နော်ဟုတ်ဖြစ်ချင်းကြောင်တရားပြက်ချင်းကြောင်တရားကိုကောင်းကောင်းကြီးနှလုံးသွင်းထားတယ်အဲ့ဒီအတွက်ကိုတော့ကျန်တဲ့အရာကတော့လေဟိုနားမလည်ဘူးဟုတ်စိတ်လည်းမဝင်စားဘူးကလေးတွေကဟိုတရားပါတဲ့ပတ်သက်ပြီးသိကြတဲ့ခါကျတော့ဆက်လုပ်ဖို့ရှိသေးတယ်ရှိပါတယ်ကလေးတွေကိုဒါစတင်ပေးခဲ့တာပေါ့နော်ဗုဒ္ဓဝင်စာအုပ်တွေဖတ်ပြီးတော့မှဒီကလေးတွေကိုစတင်ပေးရအရင်လည်းပြောရတယ်အဲ့ရဲ့အနှစ်တရားလည်းတကယ်ကိုအကျိုးရှိတယ်ဟုတ်အဲ့ဒါလည်းဘယ်လောက်ပြန်လုပ်ဖို့ရှိတယ်တကယ်လို့အခွင့်တာတဲ့ချိန်ကျရင်ပေါ့နော်ဒီတာရှိလိမ့်မှာတော့ဒါအကြောင်းတွေကတော့ပြန်မဖွင့်သေးဘူးပေါ့ဓမ္မစကူကအခုဒီဘက်မှာတော့ဖွင့်တဲ့အကြောင်းလည်းရှိတယ်ပိတ်တဲ့အကြောင်းလည်းရှိတယ်ဒါပေမဲ့ဖွင့်တဲ့အကြောင်းရှားတယ်အဲ့ဒါလည်းသူတို့ဆရာမတွေနဲ့သူတို့ဆရာတော်တွေနဲ့ပဲအဆင်ပြေနေကြရဆိုတော့အနေလဲဝေးတော့လေသွားကူဆရာလည်းမလိုသေးဘူးအကယ်၍ကူမယ်လိုအပ်တယ်ကမ်းလှမ်းလာတာရှိတော့ဒါအချိန်မြေးပါဓမ္မစကူဆရာမလေးပါပဲဟုတ်ဓမ္မစကူဆရာမလေးလည်းဟိုဒီဘောကပို့ပြီးတော့အေးချမ်းတယ်လို့ပြောလို့ရတယ်ကိုဘောကအခုလည်းမအေးချမ်းတာတော့မဟုတ်ဒါပေမဲ့အခုကျတော့ဒါလူအများပေါ့နော်လူကြီးတွေပေါ့နော်အသိဉာဏ်ပေါင်းစုံအတတ်ပညာပေါင်းစုံတဲ့သူတွေကိုဆက်ဆံရတာကလေးတွေနဲ့ကျတော့ဒါကလေးတွေနဲ့အပြန်အလှန်ဆွေးနွေးရတာနွေးနွေးထွေးထွေးစကားပြောရတာကြပြားတွေတင်တယ်စားတွေတင်တယ်ချင်းတွေဆိုတယ်မုန့်တွေအတူတူစားကြတယ်ပြီးတော့ရင်ကျေးလိမ်မှာအကြောင်းလေးတွေအပြန်အလှန်ဆွေးနွေးကြတယ်အဲ့ဟာလေးနဲ့တော့အရသာချင်းတော့မတူဘူးပေါ့ဟုတ်နောက်တော့မေးချင်တာကတော့အခုရဲ့ဒါရိုက်တဲ့စားပေါ့ဘာလို့မှန်းနေအောင်ဘယ်လိုချင်းနေဖြစ်ပေါ်မတော်များတဲ့ကတော့ဘဘတို့ကဒါတခြားသူတို့ဟိုရိုက်နေတယ်ခြားနဲ့တော့ရိုက်နေကြတယ်ဒါပေမဲ့အခုပေါ့နော်ဟိုနန်းအလှဲကတော့မရောက်သေးဘူးပေါ့ဘာမှတော့မပြောသေးဟုတ်ပြောတတ်တော့မကြသေးဘဘတော့သူပြောထားတာအမားတော်များနဲ့ဇလန်တဲမှာဟိုအနီးဆက်ဆုံးလိုက်ပြပေါ့အရင်နီးဆုံးလိုက်ပြနေရနေတရုပ်ဆောင်မယ်လို့ပြောထားဟုတ်အဲ့ဒါပါပဲတကယ်လို့တာပေါ့ဘဘတို့တကယ်လို့ရိုက်သွားမယ်ဆိုလို့ရှင်တော့ဒါဘာပဲဖြစ်ဖြစ်လေဘာသာရေးပိုင်းလေးဆိုင်တဲ့ခါကျတော့အမားတော်ဆိုတာလေဒါကြီးမြတ်တဲ့အမျိုးသမီးတယောက်ပေါ့နော်တမိုင်းမှာလည်းတွင်ကြံခဲ့တာဆိုတော့အကောင်းဆုံးတော့ရိုက်ပေးဖို့အစဉ်သင်းပြင်ထားတယ်ဘာသာရေးနဲ့ပတ်သက်လို့လည်းကိုကလည်းလုပ်နေတာဖြစ်တဲ့အတွက်အများကြီးလည်းပေါ့နော်ဒီကားအတွက်ဆိုလို့ရှိရင်ဦးစားပေးတယ်ဒါပေမဲ့ဒီအချိန်ကြီးတော့မရသေးဘူးပေါ့ဓမ္မစကူဆရာမလေးထဲကနေရောချစ်ခင်အားပေးနေတဲ့တော်နော်ဖန်တွေရောနောက်ပြီးတော့ဓမ္မမိတ်ဆွေတွေရော Facebook ကမိတ်ဆွေတွေရောအကုန်လုံးကိုအခုချိန်ထိလည်းဝေဖန်ပေးပါအားပေးပေးပါစက်ကားတွေလည်းကြည့်ပြီးတော့မှအားပေးပါလို့တောင်းဆိုရှင်ပါတယ်ရှင်လည်းရှမ်းပြပါစေဟုတ်ကဲ့ရှင်ကျေးဇူးပါ